TRS ကီပတ်များကိုအသုံးပြုပြီး curtains, shutter ဒါမှမဟုတ် blinds များကို control ဖို့အောက်ပါအတိုင်းလုပ်ဆောင်ပါပထမဦးစွာ list ထဲမှာကီပတ်တစ်ခုကိုရွှေ့ပါ double click နှိပ်ပြီး programming window ကိုဖွင့်ပါ key setting tab မှာ window ရဲ့ဘယ်ဘက်ခြမ်းမှာ button များကို list လုပ်ထားပါတယ် button တစ်ခုချင်းစီကိုရွှေ့ပြီး command button ကိုနှိပ်ခြင်းဖြင့် button ရဲ့ function ကို configure ချနိုင်ပါတယ် easy command section မှာ command type ကိုရွေးချယ်ပါ signal channel light ကိုရွှေ့ပါcontrol လို့တဲ့အခန်းနဲ့ motor channel ကိုရွှေ့ပါ motor ကိုဖွင့်စေမယ့် intensity ကို 100% ထိထားပေးပါ 0% ကိုရွှေ့ပါက motor ပိတ်သွားပါလိမ့်မယ် signal on off mode ကိုအသုံးပြုနေချိန်မှာ 100% ကိုရွေးချယ်ထားပါက ခလုတ်ကိုနှိပ်တိုင်း motor ဟာဖွင့်ခြင်းသို့မဟုတ်ပိတ်ခြင်းကိုလှုပ်ဆောင်ပေးပါလိမ့်မယ် setting အားလုံးကိုရွှေ့ပြီးရတဲ့ config ကိုနှိပ်ပါ button section မှာ module address နဲ့ channel number ပါဝင်တဲ့ command တွေကိုတွေ့ရပါလိမ့်မယ် save ကိုနှိပ်ပါbutton ကို test လုပ်ဖို့ curtain ကိုဖွင့်ဖို့တစ်ချက်နှိပ်ပါပိတ်ဖို့နောက်တစ်ချက်ထပ်နှိပ်ပါလိုချင်တဲ့ percent တစ်ခုအထိ order ကိုဖွင့်ဖို့ button ကိုကြကြဖိပေးပါ controlling OTIS motors TIS motor အဟောင်းများအတွက် command type အောက်မှာ curtain switch ကိုရွေးချယ်ပါအခန်းနဲ့ curtain ကိုရွှေ့ပါ switch status အောက်မှာ curtain ဖွင့်ဖို့အတွက် on curtain ပိတ်ဖို့ off curtain ရပ်တန့်ဖို့ stop ကိုရွှေ့ပါ config ကိုနှိပ်ပါ button section မှာ configuration address များ update ဖြစ်ပြီးနေတာကိုတွေ့ရပါလိမ့်မယ် TRS motor အဟောင်းများအတွက် keypad ပေါ်မှာခလုတ်နှစ်ခုလိုအပ်ပါတယ် open နဲ့ stop အတွက်ခလုတ်တစ်ခု close နဲ့ stop အတွက်နောက်ထပ်ခလုတ်တစ်ခုလိုအပ်သလိုတခြားခလုတ်တွေကိုလည်း configure ချဖို့ဒီနည်းလမ်းအတိုင်းပဲလုပ်နိုင်ပါတယ်တချို့ keypad တွေမှာ motor ၄ခုအထိ control နိုင်တဲ့တည်တံ့ curtain နဲ့ motor page ပါပါတယ်ဒီ feature ကို Titania နဲ့ Luna လိုမျိုး LCD keypad တွေက support ပေးပါတယ်ဥပမာအနေနဲ့ Luna configuration ကိုဖွင့်ကြည့်ပါရနိုင်တဲ့ motor ၄ခုအတွက်ကြိုက်နှစ်သက်ရာ motor ကို configure ပြုလုပ်ရန် curtain section ကိုသွားပါ LCD မှာပေါ်လာမဲ့ curtain name comment ကိုရိုက်ထည့်ပါပြင်ဆင်လိုတဲ့ curtain motor ထို့နောက်ပြင်ဆင်လိုတဲ့ curtain number 1ကနေ4အထိကိုရွေးချယ်ပါ curtain status ကိုသုံးပြီး curtain ကို LCD ပေါ်မှာပြတ်မပြတ်ရွေးချယ်နိုင်ပါတယ် curtain type အောက်မှာ motor model ကိုရွေးချယ်ပြီးရှာဖွေဖို့ search ကိုနှိပ်ပါအမျိုးအစားနဲ့ကိုက်ညီတဲ့ရရှိနိုင်မဲ့ motor list ပေါ်လာပါလိမ့်မယ်အခန်းနဲ့ list ထဲကလိုချင်တဲ့ curtain ကိုရွေးချယ်ပြီး OK ကိုနှိပ်ပါ address ကိုအလိုလျောက်ဖြည့်သွားပါလိမ့်မယ်လိုအပ်ပါက motor အမျိုးအစားနဲ့ address scheme ပေါ်မူတည်ပြီးတော့ address ကို manually ပြောင်းလဲနိုင်ပါတယ် save ကိုနှိပ်ပါ curtain type option တွေကတော့ curtain switch old TIS motor တွေဆိုရင် TIS curtain motor အဟောင်း M3 များကို control ဖို့သုံးပါတယ် blinds TM120 TIS bus ဒါမှမဟုတ် B blinds များကို control ဖို့သုံးပါတယ် motor with position feedback TIS motor အသစ်များဒါမှမဟုတ် virtual channel position feedback နဲ့ TIS relay တွေကိုချိတ်ဆက်ထားတဲ့ third party motor တွေကို control ဖို့သုံးပါတယ် TIS relay shutter position feedback မပါတဲ့ TIS relay များနဲ့ချိတ်ထားတဲ့ third party shutter များကို control ဖို့သုံးပါတယ် TIS party serial motor TIS RS232 ဒါမှမဟုတ် RS485 module အကူအညီများကိုသုံးပြီးတော့ ASCII သို့မဟုတ် hexadecimal command များနဲ့ third party motor များကို control ဖို့အသုံးပြုပါတယ် Luna keypad ပေါ်မှာ motor page ကိုစမ်းသပ်ဖို့ menu button ကိုနှိပ်ပါ motor ကိုရွေးချယ်ပါ curtain control page များပွင့်လာပြီး motor တွေကိုစတင် operate လုပ်နိုင်မှာဖြစ်ပါတယ်